မိန်းကလေးတွေကယောက်ျားလေးတယောက်ကိုရွေးချယ်တဲ့အခါအရန်တော်လွန်းနေရင်လည်းကြောက်တတ်ကြတယ်ညံ့လွန်းရင်လည်းစိတ်ကုန်နေဆိုတာမင်းသိပါလားဘာလို့ဒီလိုဖြစ်ရတာလဲဆိုတာဒီဗီဒီယိုမှာပြောပြပေးပါမယ်နံပါတ်1 The superiority cap ပထမဆုံးချက်ကကိုယ့်ထက်အရန်တော်နေတာပါအရာရာတိုင်းမှာကိုယ့်ထက်တာနေပြီး perfect ဖြစ်လွန်တဲ့ယောက်ျားမျိုးနဲ့တွေ့ရတာဂုဏ်ယူစရာလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့အရန်ပင်ပန်းပါတယ်ဘာကြောင့်လဲဆိုတော့သူ့ပေးမှနေကိုကအမြဲတမ်းသိငင်နေရတယ်လို့မျိုးသူနဲ့တန်အောင်အမြဲစူးစမ်းနေရတယ်လို့မျိုးခံစားရတတ်ပါတယ်လွတ်လပ်မှုမရှိတော့ပဲသူ့ရဲ့အောက်မှာပဲနေနေရတယ်လို့ဖြစ်လာတဲ့အခါမိန်းကလေးတွေကအဲ့ဒီဆက်ဆံရေးနဲ့ယုံထွက်ရှင်ကြပါတယ်သိငင်တတ်ကြပါတယ်နံပါတ်2 The lack of security ကိုယ့်ထက်မတော်ဘူးလို့ခံစားရတာပါဒါကသိငင်ရတာထက်ကိုပိုဆိုးရတယ်ဘာကြောင့်လဲဆိုတော့မိန်းကလေးတယောက်ရဲ့တဘာဝကကိုအားကိုးလို့ရမယ်ကိုကိုဥဆောင်ပေးနိုင်မယ်သူကိုပဲအဖော်ဖြစ်လက်တွဲဖော်ဖြစ်လို့ရှင်တာပါကိုကပဲအမြဲရှိကနေရုန်းကန်နေရပြီသူကနောက်ကနေပဲတရွတ်တိုက်လိုက်ပါနေရင်တော့အားကိုးရမဲ့တယ်လို့ခံစားရပါတယ်သူကငါ့ကိုကာကွယ်နိုင်ပါမလားငါဘဝကိုတာဝန်ယူနိုင်ပါမလားဆိုတဲ့တန်တရားတွေဝင်လာပြီးလုံခြုံမှုမရှိဘူးလို့ခံစားရတဲ့အတွက်အရေးကြီးလက်တွဲဖို့တော့ခက်ခဲပါတယ်မင်းကရောကိုယ့်ထက်အရန်တော်တဲ့သူနဲ့ကိုယ့်ထက်ညံ့တဲ့သူဒီနှစ်ယောက်ထဲကတယောက်ကိုရွေးရမယ်ဆိုရင်ဘယ်လိုလူမျိုးကိုရွေးမလဲ